နေ့ဘယ်သူနဲ့ရှိနေလဲဆိုရင် BA ရဲ့တပည့်ကျော်လေးတပည့်ကျော်အဲ့တော့ A's Kitchen ကပေါ့နော်မိတ်ဆက်ပါအားလုံးမင်္ဂလာပါအေးပါရှင်အေးက A Kitchen ကကျွေးသူပါ BA ရဲ့ content တင်နန်းသူတပည့်ပေါ့နော်ပြီးခဲ့တဲ့နှစ်8လပိုင်းเนาะဟုတ်တယ်8လပိုင်းကပြောတက်ခဲ့တင်နန်းသူပါရှင်မီလီယံတာစေး content ကတင်နန်းသူတယောက်ပါဟုတ်တယ်ပြီးခဲ့တဲ့နှစ်9လပိုင်းက content တင်တန်းစာတက်ခဲ့တယ်အခုဆိုရင် A ကပြောပါအောင်TikTok မှာ ADD ပေါ့နော်မီလီယံစေး content မတက်ခင်တော့ဆို content ကြောင့်ဘာမှမသိဘူးဒါပြီးကလောကသေချာတင်ပေးလိုက်တာပေါ့နော်တင်ပေးလိုက်တော့အခါမှာ2လအတွင်းတော့ဒီနော်100နော်တကယ်2လအတွင်း300အဲ့A Kitchen TikTok ကပဲဆင်ရခဲ့တယ်အခုဆိုရင်A စာအုပ်ရေပေါင်းပေါ့နော်1800ရောင်းကုန်ပြီးသွားပါပြီ1800တကယ်เนาะ1800ရောင်းကုန်ပြီးသွားပြီနောက်ထပ်တအုပ်ပေါ့နော်29 project လေးတဲ့ business တွေလည်းစူးစမ်းနေရတာဒီနေ့ရန်ကုန်လာတော့ပေါ့နော်ပြည်လာတွေ့တာအဲ့တော့ A ကတနေ့ပြည့်ခါနေမှာပေါ့နော်အခုဆိုရင်ပါလာတိုင်းပင်လဲဆိုတော့3000ပေါ့နော်ဘယ်လိုသွားမလဲပါညာပေါ့အဲ့တော့ပြောပြချင်တာကလေ content ကြောင့်ဘာမှမသိနားမလဲတဲ့သူတယောက်က TikTok တစ်ခါမှမပေါက်ပဲနဲ့ငွေကိုဘယ်ကနေဘယ်လိုရှာရမလဲဆိုပြီးတော့မသိခဲ့တဲ့သူတယောက်ကပြီးရဲ့ content တွေနဲ့ကနေပြောပါအောင် idea လေးတစ်ခုလောက်ပါဘာရတော့လဲပေါ့နော်အဓိကတင်ပေးရရောအများကြီးပဲအဲ့တင်တန်းထဲမှာဝင်သက်ကြည့်ပါဒီ online လမ်းကြောင်း၄ခုပေါ့နော်အဲ့မှာ content type 10မျိုးကိုသူကတင်ပေးတယ်အဲ့ထဲမှာပေါ့နော်အေးရပေါ့နော်ပြီးတင်ပေးရအများကြီးတွေက2ချက်3ချက်ကိုပဲသုံးတယ်ပေါ့နော်အေးရဲ့ဒီစားတောက်ကုန်နဲ့ပတ်သက်ပြီးတော့ live ဖတ်မဲ့ဟာပေါ့နော်တေးချာလုပ်တယ် content ကိုတေးချာနားလည်အောင်လုပ်တယ်စိတ်နစ်ပြီးတော့ energy ပြည့်ဝနဲ့လုပ်တဲ့အခါမှာဒီပြောတဲ့အတိုင်းလုံးဝရလက်တွေကတော့မြင်တဲ့အတိုင်းပဲပေါ့နော်အဲ့လိုမျိုးဖြစ်တာပါအဲ့တော့နောက်တက်မဲ့လူတွေ content ကြောင့်မသိသေးဘူးဆိုရင်မီလီယံတာစေး content ကိုလာတက်ပါအေးတို့ကိုယ်တိုင်တက်ခဲ့သွားဆိုယူထားတဲ့တင်နန်းချင်းနဲ့ပြန်ရတဲ့ပမာဏအများကြီးပေါ့နော်တင်နန်းအစမတန်ရပါတယ်ကိုယ်တိုင်တက်ခဲ့တဲ့တင်နန်းသူတယောက်ဖြစ်တဲ့အတွက်ကြောင့်လည်းရတာပေါ့နော် honest review ပေးရပါအဒီပင်တော့ချားလိုက်တစ်ခါတည်းနော်ဟုတ်တယ်အဲ့တော့ content ပဲပုံညွှန်းချင်တယ်လို့လဲဆိုတော့ဟုတ်တယ် content ချားတိအောင်လို့တေချာတိအောင်လုပ်တယ်ဆိုရင်အဆင်ပြေပြီနော်အခုအေးဆိုရင်ဟိုမှာပေါ့နော် TikTok မှာစားတောက်ကုန်ပိုင်းနဲ့ပတ်သက်တဲ့ knowledge business ပေါ့နော် yes knowledge business လုပ်နေတယ်အဓိကငွေပမာဏဆိုတာထက်တိစောက်ထားတဲ့ personal branding တွေတစ်ဖြည်းဖြည်းချင်းခိုင်မာလာပြီးတော့မှဘာပဲပြောလူတွေရဲ့ယုံကြည်မှုတစ်ဖြည်းဖြည်းချင်းရလာပြီးတော့မှဝင်ငွေတွေတိုးလာတာအဲ့တော့ကိုလည်းဒီလိုမျိုးလမ်းကြောင်းဖောက်ချင်တယ်ဆိုရင် content တွေနဲ့ပေါ့နော်အခုချိန်ထိ3သိန်းခွဲနဲ့ထားပေးနေတော့ပဲ3သိန်းခွဲနဲ့ပေါ့နော်လာအဲ့လိုရသေးပါတယ်ရှင်ကျေးဇူးများကြီးတင်ပါတယ်